ဒီနေ့ကတော့သူ့ဘရာသာရဲ့အခန်းကဏ္ဍဖြစ်ပါတယ်ဟိုတနေ့ကကျွန်တော်တို့တကြိုပြီးသားဟိုကိစ္စတစ်ခုပေါ့နော်ဒီနေ့2ရက်လောက်ကြာတော့ကျွန်တော်တန့်ရှင်းလာလောက်တာပါဒီလိုတန့်ရှင်းလုံးမှလဲနောက်ကိစ္စတွေရှိလာခဲ့မယ်ဆိုရင်ဟိုရှင်းရှင်းလင်းလင်းနဲ့တန်တန်ရှင်းရှင်းပြုလုပ်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒါကိစ္စတစ်ခုပြီးတိုင်းလာပြီးတော့ဟိုတန့်ရှင်းလောက်ကြပါတယ်တကယ်လို့အယိုးကောက်ခြင်းလဲကောက်ပေးပါတယ်အယိုးမကောက်တော့ဆိုလဲကျွန်တော်တခါလေးပြရင်းနဲ့ပဲသွားစွန့်ပစ်ပါတယ်ခင်ဗျာလူရဲ့ခန္ဓာကိုယ်ကြီးဟာအသက်ရှိနေလို့เนาะကျွန်တော်တို့ချစ်ချင်းမုန်းချင်းရည်ချင်းပြုံးချင်းလှချင်းမလှချင်းနာလိုချင်းမနာလိုချင်းတယောက်စိတ်တည်ရှိနေကြတာနောက်ဆုံးဘဝနှိကုံချုပ်သွားတဲ့အချိန်မှာတော့ဒီလိုပြာတွေဖြစ်သွားပါတယ်ဆိုတာကျွန်တော်တင်ပြလိုက်ပါတယ်ဒါတော့သူ့ရဲ့ရိုးရာဖြစ်တဲ့တင်ရပါတယ်အရက်လေးရတစ်ပိုင်းရေဘူးလေးနဲ့ကွန်ဆက်လိတ်ပန်းလေးနဲ့ပေါ့နော်ဒါတွေအဲ့ဒီပြာတွေကိုတော့ကျွန်တော်တို့ဟိုတစ်ဖက်ဘေးမှာရှိတဲ့ကန်ဆောင်တွေကိုသွားပြီးစွန့်ပစ်ကြပါတယ်အခောက်ခါအခုလို့ကျွန်တော်တင်ပြတယ်ဆိုတာလဲဟိုဒါဒီလိုလောက်တယ်ဆိုတာပေါ့နော်အများတော့မသိကြပါဘူးအာတူဘာကိစ္စတလောင်ပြီးတယ်ဆိုတာနဲ့သူတို့ပြန်သွားကြတာပဲသိပါတယ်နောက်ကိစ္စတွေဆိုတာတော့ဒါအာတူဘာကိုတချို့ပြီးတဲ့သူ့ဘာရတာတဲ့ကိစ္စပေါ့နော်ရှင်းလင်းချက်တွေဒါတွေလည်းတော်တော်ပင်ပန်းပါတယ်ပြာဘူးတွေချားနေသူဟိုပင်မန်းပဲနော်ဒါလည်းပတ်စံလေး5ဘတ်တဲ့ရလို့ကျွန်တော်မုံဘူးလာပေးတာခင်ဗျပြပုံနဲ့ရလို့တိတ်တော့မကြံတော့ပါဘူးနည်းနည်းပါပဲကြံတော့ပါတယ်သူဒါနောက်ဆုံးခေါက်လေးပေါ့နော်ကဲအခုဆိုရင်ပဲပြာတွေကပူလို့တဲ့သူ့ရဲ့ခြေထောက်တွေမခံနိုင်တော့ဘောနော်ဖက်စီးတာတော့ဒါမီးပူခံတဲ့ဟိုတော့ဘဖက်ပေါ့နော်အဖက်တော့သူတွတ်ထုတ်စီးမှာပါအနေထားတော့အခုလိုကြတော့တင်းချိုင်းမြေရ6ချာပြီးတိတ်ဆိတ်ပြီးကျေကြီးပဲခင်ဗျကျွန်တော်တို့ရဲ့သူ့ဘရာသာကြီးဟာအသက်တာကြီးပေမဲ့လူငယ်လေးလိုပဲခင်ဗျတက်ကြွနဲ့ပြုံးကနေကြီးလိုက်ရင်တော့အမေရိကန်အထူးစစ်စင်ကြီးစစ်သားလိုဘာလိုနဲ့ပေါ့ဗျာဒါပေမဲ့သူလဲကြောက်တက်တယ်ခင်ဗျကြောက်တက်တယ်ဆိုတာဘာလဲဆိုတော့သူတရေတချီတော့မဟုတ်ပါဘူးပလိတ်ကိုပါသူကြောက်တာတော့ပလိတ်တယောက်ပဲရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်အဖော်လိုက်ခဲ့ပြရတာပါနောက်တော့ပါခင်ဗျာဒါတက်ဆတာပါအတူဘကိစ္စပြီးသွားတဲ့ခါသူ့ဘရတာရဲ့အခန်းကဏ္ဍဟာကိစ္စဟာမပြီးသေးဘူးပဲနဲ့နော်ဒီလိုလောက်ရတယ်ဒီလိုကင်တော်ရရဲ့ဆိုတဲ့အကြောင်းကျွန်တော်တင်ပြလိုက်တာပါသူ့ဘရတာရဲ့နောက်ွယ်ကမပြီးပြတ်သေးတဲ့အလုပ်ကိစ္စတွေပေါ့နော်ဒါသိအောင်လို့ကျွန်တော်အများသိအောင်လို့ရိုက်ပြရင်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်